ကလေးတယောက်ရလာကတော့ရုပ်ရတယ်လို့ပဲတော့လုံးမယ်ဟုတ်ပြီဟဲ့ရခုံးမလို့လေလိမ့်မရောက်နေချက်တုံတုံလေးကလှကျင်လားအော်လှကျင်တယ်ဆိုရင်တော့ဒီနေ့မှာတော့တုံတုံလေးကိုမမီဝိုင်ရဲ့မမီပန်းရဲ့ကအလားဆုံးမိတ်ကပ်ကိုပြင်ပေးသွားမှာပါကဲစပြီးတော့မိတ်ကပ်ပြင်ပါမလို့အရင်ဆုံးမိတ်ကပ်ကဒါလို့လို့လားအဲ့ဆိုလည်းပြီးတော့မင်းသမီးမကြိုက်ဘူးလေမင်းသမီးမကြိုက်ဘူးဆိုထားမယ်ကဲစပြီနော်မိတ်ကပ်ပြင်မယ်ကဲလာပြီအဲ့ဆိုရင်မမီဝိုင်တို့ကကြတော့ဟိုအိုင်ရှယ်ဒိုလေးလူဝေးမှာဖြစ်ပါတယ်ဘယ်ကလာကြိုက်လဲဒါလေးနော်ငိမ့်နေကဲ close your eye closeဟဲ့ဒီမင်းသမီးကမခံဘူးတော့no မမတို့လုပ်ပေးမှာသိကြမျက်စိလေးကိုမိတ်ခါ okay လာနေပြီဇာမိတ်တာဘလင်းလေးထည့်ပြီလား bling okay ဒီနေ့ဘလန်လိုက် လက်ကလေးနဲ့ဘလန်လိုက်အော်ဒါလေးနဲ့ဒါလေး bling ရပြီ thank you bling အမလေးက bling နဲ့ โอ้ฮะညလုံးလေးမိတ်တာတွေ့လေ okay ဟုတ်ပြီဒီကဆရာမအော်နေရရင်အော်ချင်မှာဆို okay ရပြီတခါနီစိုးချင်လို့ထော်တော့ငိမ့်နေနော်အိုရလိုက်တာမမလုံးရပြီနဲ့ပြန်ပလန်းမှာရပြီ anti wine မမမီဝိုင်လောက်တော့လို့ခဏလေးမလာသေးဘူးငိမ့်နေပြီးရင်အမဟောလို့ရမယ်နော်နှာခေါင်းလို့ရမယ်ပြီးရင် eyebrow လို့ရမယ်နော် eyebrow လို့ရမယ်အမဒီဘက်လေးပါအနာတန်လေးကိုဖော်ပါမယ်နာတန်လေးကိုသိချပါလာပအိုလေးကလေးတယောက်ရလာကတော့ရုပ်ရတယ်လို့ပဲတော့လုံးမယ်ဟုတ်ပြီဟဲ့ရခုံးမလို့လေလိမ့်မရောက်နေချက်ကျေးဇူးတင်ပါတယ်လို့ပါတီလေးရတယ်ပါကူတာတက်ခတ်တီပို့တာလေးတဲ့အေးဟုတ်တယ်တေချာလေးအေးဟုတ်တယ်တေချာလေးဘလန်းလုတ်လိုက်ပါအမပေါင်တာတွေရတယ်သိပြောမပြောဘူးလေမပြီးသားပါရှင်နှာခေါင်းလေးကြည့်ကြအောင်မဝိုင်းတို့ပြင်တာအရန်လှနေပြီလားဒါဆိုရင်သပင်လေးကိုကြတော့ဂါရိုမိတ်ကပ်ဆိုတာကကြတော့ဂါရိုဟဲစတိုင်ဆိုတာကကြတော့ရှင်းရကလေးတွေအကုန်လုံးပေါ်တင်ပြီးပန်လိုက်တော့ဂါရိုဟဲစတိုင်လို့ခေါ်ရတယ်ကဲစမယ်လာပါပြီလားတုံလေးဟိုကြည့်လိုက်ပါဦးပန်းလေးပြလိုက်ပါဦးမမီဝိုင်နဲ့မမီပန်းပြင်ထားတဲ့ makeup look ကလေးကို rating ဘယ်လောက်ပေးခြင်းလဲတောင်းလေးတို့လည်းចောင်းပွဲတွေရှိရဆိုရင်မမီဝိုင်နဲ့မမီတက်ကို join ပြီးတော့မမီဝိုင်နဲ့မမီတက်ကိုမမီဝိုင်နဲ့မမီပန်းကို join ပြီးတော့ makeup လေးလာပြင်ကြနော် bye bye